အဲ့တော့နံပါတ်1တစ်ချက်အနေနဲ့ကျွန်တော်တို့ဒီလောကမှာတော့မွေးဖွားပြီးပြီပေါ့နော်ဒီစင်ကောင်းကင်နိုင်ငံမှာကိုကျွန်တော်တို့မွေးနေ့ရှိသလားပေါ့နော်အဲ့ဒါကိုကိုယ့်ဟာကိုယ်ပဲမေးစီချင်ပါတယ်လို့နော်စိတ်ထဲကပဲနော်အတွင်းထဲကပဲဖြီးပြီးပါလို့အဲ့တော့ပထမမွေးဖွားချက်ဒုတိယမွေးဖွားခြင်းလို့ခေါ်တာပေါ့နော်အဲကြောင့်နီကိုဒင်စီမှာခရစ်တော်ဖျားနေပြီးတော့ဒုတိယကြိမ်မွေးဖွားသောသူမီတွေကကောင်းကင်နိုင်ငံမြင်တော့မမြင်ရဘူးတဲ့နော်နောက်မဝင်ရဘူးလို့ပြောထားတော့ဒီလိုဆိုရင်တော့ကျွန်တော်တို့ဒီမိကြီးပေါ်မှာမွေးဖွားတာခုထဲနဲ့တော့ကောင်းကင်နိုင်ငံမရောက်နိုင်ဘူးပေါ့နော်အဲကြောင့်ဒုတိယကြိမ်မွေးဖွားမှာပဲကျွန်တော်ကောင်းကင်နိုင်ငံရောက်မယ်ဆိုတော့ကျွန်တော်တွေ့ရတယ်အဲကြောင့်ကျွန်တော်ပထမမွေးဖွားခြင်းကျွန်တော်မွေးနေ့ကျင်းပတာပေါ့နော်မွေးနေ့ကျင်းပတဲ့အခါတနည်းအားဖြင့်ပြောမယ်ဆိုရင်ပထမမွေးနေ့ပထမမွေးဖွားခြင်းမွေးနေ့ကျင်းပတဲ့အခါမှာတည်ဖို့ရန်အတွက်တနည်းတစ်နှစ်နီးလာတယ်နော်ဝန်တာစားတော့မဟုတ်ဘူးဒါပေမဲ့ဒုတိယမွေးဖွားခြင်းကိုခံယူသောလူတယောက်ကတော့ကောင်းကင်နိုင်ငံရောက်ဖို့တရက်ပြီးတရက်နီးလာတယ်နော်မတူဘူးပေါ့နော်အဲကြောင့်ကျွန်တော်မွေးနေ့တစ်ခုတည်းကျင်းပတဲ့လူအတွက်နော်တကယ်ပဲဝန်နေစရာကောင်းတဲ့အကြောင်းပေါ့နော်အဲ့ဒါလည်းဖော်ပြချင်ပါတယ်လို့အဲကြောင့်ပထမမွေးဖွားခြင်းအမေရဲ့နော်ဝန်ထဲကမွေးဖွားခြင်းဖြစ်တယ်ဒုတိယမွေးဖွားခြင်းအားလုံးသိပြီးသားနော်ဝိညာဉ်အဖြစ်ဖြစ်တယ်ပထမမွေးဖွားခြင်းဇာတိပဲဒုတိယမွေးဖွားခြင်းဝိညာဉ်ဖြစ်ပါတယ်လို့နောက်ကျွန်တော်ပထမမွေးဖွားခြင်းတဘာဝဖြစ်တယ်ဒုတိယမွေးဖွားခြင်းကြမှာပဲတဘာဝလွန်ပေါ့နော်နောက်ပထမမွေးဖွားတာဖျားရန်သူနေနဲ့မွေးဖွားတာလေဒုတိယမွေးဖွားတဲ့ခါမှပဲကျွန်တော်ဖျားနဲ့မိသားရဖွဲ့တာဖြစ်တယ်ပြန်လဲပြီးတော့တိတ်မြတ်တာဖြစ်တယ် reconciliation ပေါ့နော်အဲ့ဒါဖြစ်သွားပါတယ်လို့နောက်ပြီးတော့ကျွန်တော်ပထမမွေးဖွားခြင်းဟာလောကမှာပဲဖြစ်တယ်ဒုတိယမွေးဖွားခြင်းကြောင့်မှာပဲကောင်းကင်နိုင်ငံအတွက်ဖြစ်ပါတယ်